အိမ်ရှိတကားကြီးကိုအတွင်းကနေတဆုံတယောက်ပိတ်လိုက်တယ်လို့ဖြစ်သွားပြီးတဲ့နောက်မှာတော့အောင်သူဟာအိမ်ကြီးထဲမှာပိတ်မိနေပါပြီအပြင်ဘက်မှာလည်းမိုးချုံတန်တွေဟာတအုံအုံနဲ့မီးဟဲနေပြီးအိမ်အိုကြီးဟာတုန်ခါနေတယ်လို့ခံစားရပါတယ်ကလင်းငယ်ရဲ့မိုးတန်လိုလိုရဲတန်လိုလိုအတန်ကအပေါ်ဓာတ်ကနေတူးတူးလေးထွက်ပေါ်လာနေသေးပါအောင်သူဟာလက်ထဲကဓမီကိုကြစ်ကြစ်ပအောင်စုပ်ကင်ထားပြီးဖုံတွေပေါ်ကခြေရံတွေကိုလိုက်ကြည့်လိုက်ပါတယ်ထူးဆန်းတာကခြေရတွေကအဲ့ခါနေရာမှာချိတ်ထားတဲ့ပုံတူဘန်းကြီးကားကြီးတစ်ခုရဲ့ရှေ့မှာတင်ရက်တန့်ပျောက်ကွယ်သွားတာပါအောင်သူဟာအဲ့ဒီဘန်းကြီးကားကိုတေချာကြည့်လိုက်တဲ့အခါဘန်းကြီးကားတွေကအမျိုးသားရဲ့လက်ညှိုးဟာနေရန်တစ်ခုစီကိုညွှန်းပြနေတာကိုသတိထားမိလိုက်ပါတယ်သူလဲဘန်းကြီးကားကိုဘေးဘက်အသာလေးတွန်းဖယ်ကြည့်လိုက်တဲ့အခါလွတ်ခွက်တကားငယ်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်တကားရဲ့နောက်ွယ်မှာတော့လူတကူစာပဲဝင်လို့ရတဲ့ကျင်းမြောင်းတဲ့လီကားတွေကိုတွေ့လိုက်ရတယ်အောင်သူဟာအဲ့ဒီတကားဝတဲ့ဝင်လိုက်ချင်းပါပဲအဲ့ဒီတဲကနေပုတ်စော်နိုင်အနက်အသက်တစ်ခုကဖွင့်ကနေထွက်လာပါတယ်အောင်သူလီကားတဲ့ကိုခြေလန်းလိုက်တဲ့တပြိုင်နက်နားလေးတွေမဝင်နဲ့ဆိုတဲ့မိန်းကလေးတယောက်ရဲ့တိုးတိုးလေးတားမြက်တန်ကိုကြားလိုက်ရပါတယ်အောင်သူလက်ထိလိုက်ပေမဲ့ဘယ်သူမှမရှိပါဘူးဒါပေမဲ့သူ့ရဲ့ပခုံးပေါ်ကိုအေးဆက်ဆက်လက်ချောင်းလေးတွေလာထိသလိုမျိုးခံစားလိုက်ရတာကြောင့်သူလည်းထိတ်လန့်တကြားနဲ့လေကားတဲ့ကိုပြေးဆင်းသွားမိပါတယ်လေကားအတိုင်းဆင်းသွားတဲ့အခါမီအောက်ခန်းငယ်တစ်ခုတည်းကိုရောက်သွားပါတယ်အဲ့ဒီမှာဟောင်းနှွမ်းရဲ့တန်တတာကြီးတစ်လုံးရှိနေပြီးတစ်တာပေါ်မှာလည်းတန်ကြိုးတွေရစ်ပတ်ထားပြီးတော့အကြီးကြီးတစ်ခုနဲ့ခတ်ထားပါတယ်ချက်ချင်းဆိုသလိုရုတ်တရက်အောင်သူ့ရဲ့တက်မီးဟန်လဲတဖြက်နဲ့မိတုဖြစ်လာပြီးမီးပိတ်သွားပါတော့တယ်အမောင်တို့ကအောင်သူကိုဝါမြူလိုက်သလိုပါပဲအမောင်ထဲမှာတင်တန်ကြိုးတွေတကြောက်နဲ့လှုပ်ရှားလာတဲ့အတန်ကိုကြားလိုက်ရပါတယ်ချက်ဆိုပြီးတန်တစ်တာထဲကနေတဆုံတစ်ခုကယုံကန်နေတယ်လို့ပါပဲအောင်သူဟာသူ့ရဲ့နောက်ကျောကနေတဆုံဒီအောက်ရဲ့အသက်ရှူတန်ပြင်းကိုကြားလိုက်ပြီး